အခုတော့ချက်စီကအဆိုဖာနန်တက်ရဲ့အင်တာဗျူးလေးကိုကျွန်တော်တို့ဆွေးနွေးကြည့်အောင်အခုချက်စီကအဆိုဖာနန်တက်အင်တာဗျူးမှာဖြစ်တာက Alex Madrid City and say ဟိုပြောမယ်ဆိုရင်တော့ Bruno Array ပေါ့ဟုတ်တယ်မလားပြောမယ်ဆိုရင်တော့ငါက Madrid မျိုးကိုကြိုက်တယ်ဒီဘာလို့လဲဆိုတော့ဒီလာမင်း Madrid နဲ့ဟို Bruno Array နဲ့ဒီ Bruno Array ဆိုတာဒီ Argentina ရဲ့မြို့တော်နေကဒီရတဲ့ဦးတွေရောနေရာထိုင်ရောအဆင်ပြေတယ်ကွာနေထိုင်မှုရောဒါလူမျိုးစကားပြောဆိုမှုကလည်းလူတယ်ကွာအဲ့ကြောင့်ငါက I like Madrid ပြောမယ်ဆိုတော့ Madrid မျိုးကြိုက်တယ်ပေါ့အဲ့လိုမျိုး interview ဖြစ်တာအဲ့ချိန်မှာတော့လော်ဆွဲပြီးတော့ဒီမျိုး interview ကိစ္စမှာလော်ဆွဲပြီးတွေးကြပါတယ်တွေးကြပါတိလားချက်စီရဲ့တချို့ချက်စီဖန်နေထက်တခြားဖန်တွေကပိုးဆိုးနေတာမသိဘူးတိလားနော်တခြားပါမဟုတ်တဲ့ကောင်တွေနော်အဲ့ကောင်တွေပိုးဆိုးနေတာမသိဘူးဟိုတွေးထိုးပေးရပါကွာအာဇိုဖာနက်ကချက်စီရဲ့ဒီကလာမှတယောက်ဗျာဟိုကောင်းတယ်ကွာနည်းလေးတော့ငါတို့တွေးထိုးပေးလို့ဟိုချက်စီဒီလာမကောင်းတယောက်လက်လွတ်တယ်ပါညာဖြစ်သွားခြင်းစိတ်တဲ့တဘောမျိုးလေးနေနေမှာပေါ့တခြားဖန်တွေကတွေးထိုးတယ်ဒီကောင်အာဇိုဆက်ကောင်တိလာဒီကောင်မက်ဒရစ်ကိုတွားခြင်းနေဒီကောင်ဆောက်ဘောကောင်ဒီကောင်မင်းကိုပတ်စံပေးထားတဲ့အတင်းဟိုမှာအာမမျက်နှာမထောင်ဘာညာပေါ့လို့ပြောတာဒါပေမဲ့ကျွန်တော်အနေနဲ့အဲ့လောက်ကြီးအာဇိုဘာတန်တဲ့မဆိုးရပါဘူးတိလားငါရဲမက်ဒရစ်ကိုတွားခြင်းနေကွာလို့ပြောတာမှမဟုတ်တာနော်ရဲမက်ဒရစ်ကိုရန်သွားခြင်းနေကွာရဲမက်ဒရစ်ကိုရန်ကြိုက်တယ်ကွာဟုတ်တယ်မလားဒီတင်းမကစားဖို့ကအိမ်မက်ဘာညာဆွဲကောင်တဲ့ကိုထားလိုက်ဟိုစဉ်းစားကြည့်ရအောင်ခင်ဗျားတို့ Alan Madrid ငါ Madrid City ငါ Madrid မျိုးကြိုက်တာလို့ပြောတာကွာဘာလို့ဆိုတော့ဟိုလုံးမှာပေါ့အာဂျင်မာဆိုရင် Bruno Array ကမြို့တော်နဲ့ဒီ Madrid နေရာတူတယ်ကွာနေချင်းမာလေးဟိုတော့အာဂျင်ရဲ့ဘာစကားပြီးတော့ Spain နဲ့စပိန်နိုင်ငံရဲ့ဘာစကား Spain နဲ့အတူတူပဲလေဟုတ်လို့မလားဒီလိုလေးပြောမိတာဟိုအသွေးတွေလိုပြီးတော့အင်တာဗျူးတွေပါဟုတ်တယ်မလားရှော့ပြီးတော့ပြောမယ်ဆိုတော့ဒီနားကလေးမွေးတာကိုဒီငကားလေးမွေးရဆိုပြီးတော့ဖြစ်တော့အောင်လောက်ကြတာပဲသူစိတ်ကလည်း Madrid ကိုဒါပြောင်းနေတဲ့စိတ်လည်းပါခြင်းပါမယ်ဒီလိုမျိုး interview ဖြေလို့မို့သူ Madrid ကခေါ်ဖို့လှုပ်ဆောင်ဖို့သူလှုပ်ဆိုတာလည်းဒါသူကိုနှိုက်ကတည်မယ်ဒါပေမဲ့အဲ့လောက်ကြီးတော့တခြားဒီကောင်အသက်ဆက်ပေါက်ကောင်လောက်ကောင်လို့ပြီးတော့နိုင်နာလောက်ထီရောကျွန်တော်တက်ကြည့်အဲ့လောက်ကြီးဟုတ်ပြောမယ်ဆိုရင် Chelsea တင်းရတဲ့ချိန်မှာအချိန်ကြီးကဟိုနေကြီးမီနီဖြစ်နေဗျာတချို့ကောင်တွေက Chelsea တင်းကိုမင်းကွာတိလားတချို့ဖန်တယောက်ပြောတာရှိတယ်ဒီကောင်ကလည်းကောင်မှာကွာ baby ကလုံးဝလည်း baby ကလူကိုနမ်းတာအခုလည်းဘာညာပေါ့လောက်ဒီ professional မတရားကိုသွားပြီးတော့လို့မလုံးနဲ့တရှိမှလို့ professional ဆန်းနေရဗျာချစ်တာမေတ္တာဆိုဟုတ်တော့မလားချစ်ချင်းမေတ္တာဆိုချစ်ချင်းမေတ္တာတက္ကနာပြီလားနော်ခင်ဗျားတို့တော်မနဲ့ခင်ဗျားတို့အရန်ချစ်တဲ့လူစီကိုခင်ဗျားတို့ခင်ဗျားအကောင်မလို့အရန်ချစ်တယ်ဗျာသိလားအကောင်မလေးကခင်ဗျားကိုမကြိုက်ဘူးနောက်ကျတော့ပါသွားရင်ခင်ဗျားချစ်နိုင်အောင်မလားချစ်မလေးဟုတ်တယ်နောက်ပြီးအကောင်မလေးကွဲသွားရင်နောက်အဲ့ဒီကွဲပြီးခင်ဗျားဒီပြန်ခင်ဗျားလက်ခံအောင်မလားတော့ခင်ဗျားနွားပဲဖြစ်မှာခင်ဗျားနွားဆိုရင်တော့ခင်ဗျားလက်ခံလိုက်ဒီလားကိုမာနာကြီးကြခံပြီးတော့ချစ်ချင်းမေတ္တာတော့ကြီးရောကျွန်တော်တို့ကောင်းနေရတော့ကြီးရောဥလိမချဘူးတော့ပုံစံမျိုးပေါ့ဒီအာဇိုဘာက professional ကလာမတယောက်သူ့ရဲ့ ego သူ့ရဲ့ emotion ထုတ်ပြနိုင်တာရှိရပဲဟုတ်တော့မလားဟုတ်ပါတယ် professional ဆိုတော့အခုဖြည့်တဲ့ interview တခုကိုလေးထားဖြာမှန်ပြီးမဲ့ကျွန်တော်လည်းကျွန်တော် Stephen တယောက်နဲ့ရိုဒီကို interview တွေစိတ်တူခဲ့တယ်ဒါကသူတို့ professional ကိစ္စစိတ်တူတကယ်တော့တချို့အခုထွားကချက်စီးဖန်နေတဲ့တခြားဖန်တွေပို့ဆိုးတယ်ပြောမယ်ဆိုတော့ဒီစိုက်ကားဖန်တွေကငါတို့မင်းတို့တင်းရခေါ်ခဲ့တဲ့မေဆင်မောင်ကိုခေါ်ခဲ့တာတိလားမင်းတို့တွေငါ့ကိုအရန်ပြောမယ်ဆိုဒီကောင်မေဆင်မောင်ကြာဒီကောင်ဖဲပြတယ်ပေါ့လကားပြောမယ်စောကြိုက်လို့တဲ့ကောင်ဘာညာနဲ့လည်းပြောကြတာမေဆင်မောင်ကဒီလိုချက်စီးကစာရုပ်တင်တာအဆင်ပြေလို့မို့ထွက်လာတာမင်းတို့အဲ့လိုမပြောခဲ့ဘူးဘာညာပေါ့ကွာအဲ့လိုမျိုးတွေပြောတာအဲ့လိုမျိုးတွေစိုက်ကားတင်းရလည်းပြောတယ်စိုက်ကားဖန်တွေပြောကြတာပေါ့ဗျာအစစ်ပေါ့သူပြောချင်ပြောပါပေါ့မင်းမေဆင်မောင်လည်းထွက်ပြီသူလည်းသူဖြစ်တယ်ကြလားဟိုမေဆင်မောင်လည်းသူတင်းမှာတော့ထွက်တာတကယ်နာအခုကအန်ဆိုတဲ့ကောင်ပြောမယ်ဆိုရင်ချက်စီးနဲ့မန်ယူနဲ့ပွဲပြီလားမသိဘူးအန်ဆိုကမေဆင်မောင်ဖျဲပြတဲ့ခါရှိတယ်အဲ့ရဟိုမင်းဒီကောင်စော်ကြိုက်လုပ်တဲ့ကောင်ဘာညာပေါ့သူတွေကစိုက်ကားဖန်တွေကတော်တော်ပြောကြတယ်စိုက်ကားဖန်တွေဒီကောင်တွေကပြောမယ်ဆိုရင်တော့ဒါအဲ့လောက်ထိရောဒီ interview မှာကအဲ့လောက်ချိန်နေမစိုးသေးဘူး Madrid ကိုကြိုက်တာ Madrid City မှာမြို့ရှိဘော Madrid မြို့မှာအသေးနေအများရှိတယ်ဂီတာဖေးတို့ကျွန်တော်တိတော့ဂီတာဖေးရှိတယ်အဒီကိုရှိတယ်ရင်းမထွေးပေါ့ဗျာဒီကဂီတာဖေးကိုလည်းတွားနေတာမသိဘူးဟုတ်လားနော်ဂီတာဖေးကိုလေဟုတ်တယ်ဂီတာဖေးအတင်းရလဲဒီကောင်ငါတို့တင်းလာမယ်မထွေးမျိုးကိုကြိုင်တို့တင်းနိုင်လာမှာပေါ့ဆိုပြီးဖေးပြမှာပဲလေဟုတ်တော့မလားဘာခံစားနေရလဲနော်ချက်စီးဖန်နေခံစားရတယ်တခြားဖန်တွေလည်းခံစားပြီးနေရကြီးမဟုတ်သေးဘူးလို့ထင်တယ်တိလားနော်နည်းနည်းလေးတော့လွဲနေနော်နည်းနည်းလေးလွဲနေတယ်ဘာဖြစ်လို့လွဲနေညောင်းအောင်မသိတာအဲဆို interview I like Madrid and Saint Bruno Array လို့ပြောတာ Bruno Array ဆိုတာကတိတာဟုတ်တယ်မလားနော်ဒါ Bruno Array ဆိုတာကအားလုံးပဲ
ကျွန်တော်ကောင်မလေးဖုန်းလာလို့